ပါပါlearning company ကပြင်နေကြလို့ပါတယ်ကျွန်တော်တို့ grade 9နေနေပြီဖြစ်တဲ့အတွက်ကြောင့်grade 9နဲ့ပတ်သက်တာလေးသင်ပေးပါမယ်ဒီနေ့ question tag ကိုမိသလောက်လေးသင်ပေးပါမယ်နော် question tag သင်ပြလို့ရှိရင်ရှင်းပြပြလို့ရှိရင်နောက်ပိုင်းမေကုန်းပုံစံမှာကမေကုန်းပုံစံလိုက်မေးတဲ့ပုံစံလေးနဲ့လေ့ကျင့်ခန်းလေးတွေပါဆက်တင်ပြပါမယ်ဒီမှာကတော့ TikTok ဆိုပြီးတော့အချိန်ကြီးကနေတဲ့အတွက်ကြောင့်အကယ်၍များတောက်လျှောက်လေ့လာခြင်းတဲ့လူများဒီမှာ QR လေးပေးထားပါတယ် YouTube မှာသွားကြည့်လို့ရပါတယ်ဒီ QR လေးဖန်ပြတော့နော် question tag ကဘယ်အခါမှာသုံးလဲဆိုတော့ဒါစနစ်ဟောင်းမှာလည်း grade 5မှာပါခဲ့ပါတယ်နော်ဘယ်အခါဒီမှာသုံးလဲဆိုတော့မှာအကြောင်းအရာတစ်ခုကို confirm ပြန်လုပ်ချင်တဲ့အခါပြန်ပြီးတော့သိကြအောင်ဒီချင်တဲ့အခါတစ်ဖက်လူကိုလည်းကိုယ်သဘောကိုတစ်ထပ်တည်းဖြစ်စီတဲ့အခါသုံးနေတာမှမဟုတ်တစ်ဖက်လူကိုပို့ပြီးအားပေးစီခြင်းအခါမသုံးဘလို့ဒီမေးလဲဆိုတော့ဒါအပြင်မှာလည်းစကားပြောတဲ့အခါမှာသုံးပါနော်ရှေ့ရဝကြက positive ဆိုရင်ဆိုဝကြဆိုနောက်က negative နဲ့မေးရတယ်ဘာကရှေ့ရဝကြက negative ဆိုရင်ဒီဘက်အစိမ်းလေးနဲ့ဟာနောက်ကနေတော့ positive နဲ့မေးဖို့မေးရတယ်ဒီမှာပြရတယ်မှာရှေ့ဝကြကဘဝန်းဆိုရင်အဆိုဖြစ်နေတဲ့ကြောင့်မျိုးမေးတဲ့အခါdon't အများကြီးဆိုရင် don't ပြီးတော့ subject ပြန်ရေးမယ် share subject ကို negative ဆိုရင် does he she it ဟုတ်လားဆိုရင်ရှေ့ကအငင်းဆိုရင်နောက်ကအဆိုနဲ့ရှေ့က don't but infinitive doesn't infinitive ဆိုရင် does subject do subject နဲ့ပြန်ပြီးတော့မေခွန်းလောက်ရတဲ့ my example 1ကိုကြည့် he studies hard သူစူးစမ်းတယ် doesn't he မစူးစမ်းလို့လားသူစူးစမ်းတယ်နော်မစူးစမ်းဘူးလားဆိုရင်ရှေ့ကအငင်းဆိုရင်နောက်ကနေအဆိုနဲ့ example 2ကိုကြည့်ပါ she doesn't get up early သူအဲ့ရဆိုမထားဘူးနော် does she သူထားလို့လားသူအဲ့ရဆိုမထားနော်ထားလို့လားနော်တကယ်၍ verb to ဆိုရင်အဆိုဆိုရင်နောက်ကနေဒီနေ့ subject နဲ့ပြန်ရေးတယ်သူက did မှာပါချမှာအနေများမရှိဘူးเนาะအကယ်၍ရှေ့ဝကြက didn't infinitive ဆိုရင်နောက်ကနေပြီးတော့ positive နဲ့မြင်လဲဆိုတော့ did subject နဲ့ပြန်ပြီးမယ် example 2ကိုကြည့်ပါ they did homework သူတို့အင်တာလုပ်ခဲ့တယ် didn't they သူတို့မလုပ်ခဲ့ဘူးလားသူအင်တာလုပ်ခဲ့ရနော်မလုပ်ခဲ့ဘူးလားနောက် example 4လေးကြည့်လိုက်he didn't come to the party ဒီပါတီပွဲကိုမလာခဲ့ဘူးနော်ရှေ့ကအရင်အဲ့တော့နောက်ကအဆိုနဲ့ပြန်မေးခွန်းလုံးမယ် did he သူလာလို့လားသူလာခဲ့လို့လားဒီ verb to be တွေဆိုရင်လည်းဒီပဲ verb to be က ငါတော့ဆက်ချန်ထားရဲ့နောက်မှာချွင်းချက်အနေနဲ့သင်နေစီလို့ is are was were အဆိုဆိုတော့နောက်မှာ is it and wasn't weren't subject နဲ့အငင်းနဲ့ပြန်မေးတယ်ရှေ့ subject ရှေ့ဝကြကအငင်းဆိုရင် isn't and wasn't weren't အငင်းနဲ့ဝကြဆိုရင်နောက်ကနေအဆိုနဲ့ is subject are subject was subject were subject နဲ့ပြန်ပြီးတော့မြင်လို့တယ် example 5လေးကိုကြည့်ပါ it is a beautiful day isn't it ရမ်းလာတဲ့နေလေးနော်မလာဘူးလားexample 6ကိုကြည့် the food wasn't delicious အစားအစာရမအရသာမရှိဘူးနော် was it ရသာရှိဘူးလားဟဲ့ဆိုတော့ရှေ့ကအငင်းဆိုတဲ့ကြောင့်နောက်ကနေပြီးတော့အစုံနဲ့ပြန်ပြီးလုပ်တယ်ဒါ example လေးနဲ့တွဲထားပေးတာပါဒီမှာတကယ်ပြီး perfect ဆိုရင် subject နောက်မှာ has have had verb 3ဆိုရင်အဆိုဆိုရင်နောက်မှာ hasn't subject haven't subject hadn't subject စသဖြင့်ပြန်ပြီးအငင်းလုံးမယ်ရှေ့က subject ကရှေ့ကဝကြကအငင်း perfect မှာပဲ hasn't haven't hadn't verb 3ဆိုရင် has subject have subject had subject နဲ့ပြန်ပြီးတော့မေးခွန်းလုပ်ပါတယ်ဒီ verb to be ဆိုရင်am ဖယ်ရတယ်နော်verb to be နဲ့ထပ်ပါတယ်is are isn't and subject ဆရာအဆိုဆိုရင်နောက်ကနေပြီးတော့ဆရာအငင်းဆိုရင်နောက်ကနေပြီးတော့အဆိုနဲ့ပြန်ပြီးတော့မေးခွန်းလုပ်ပါတယ်ဆရာတို့ဒီမှာအချိန်လေးနေတဲ့အတွက်ကြောင့်ဒါတောက်လျှောက်ကိုကြည့်ရင်ဒါပြီးသွားတဲ့အခါကျရင်ဒီ YouTube မှာ
channel မှာဒီ channel လေးမှာတင်ပြထားပါမယ်အစားဆုံး share ဟာတွေလည်းအကုန်အစားဆုံးတင်ပြထားပါတယ်အဲ့မှာတော့အချိန်ရတဲ့အတွက်ကြောင့်တပုတ်ဆိုတပုတ်စာဒီစာလေးလေးလာလို့ရတယ်နော်โอเคပါဆရာနောက်နေ့ကျရင်ဆက်ပြီးတော့တင်သွားပေးပါမယ်ဒီ question 10နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းလေးတွေအာ grade 9မှာဘယ်လိုမေးတယ်ဘယ်လိုမေးခွန်းမှာမေးခွန်းနံပါတ်မှာဘယ်လိုမေးတယ်အဲ့ဒါဆိုရင်ဘယ်လိုလေးဖြေရတယ်နှစ်မျိုးရှိတယ်တစ်ခုက verb form မှာမေးတဲ့ဟာနဲ့နောက်တစ်မျိုးကြတော့ပြန်ပြီး stylistic transformation ဖြစ်တဲ့ကိုယ့်ဘက်ကိုပြန်ရေးရတယ်ပေါ့အဲ့ဒါမျိုးလေးဘယ်လိုဖြေရလဲဆိုတော့လေ့ကျင့်ခန်းလေးတွေပါဆက်ပြီးတော့တင်ပေးပါမယ်โอเคအဲ့ဒါဆိုဒီနေ့ဒီလောက်ပါပဲเนาะဟုတ်နောက်ဗီဒီယိုကြရင်ထပ်ပြီးတော့ channel လေးဆက်ပြီးတော့တင်ပေးသွားပါမယ်ဒါဆိုရင်အခု part 1အနေနဲ့တင်ပေးလိုက်ပါမယ်เนาะအားလုံးအောင်မြင်နိုင်ကြပါစေပါပါ